အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အရင်နေ့ကကျွန်တော်တင်ထားတဲ့ဗီဒီယိုတစ်ပုဒ်ရှိတယ်မူဝေစေဝါနဲ့မိမိကိုယ်ကိုပြန်လဲထူထောင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တင်ထားပေးတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီမိမိကိုယ်ကိုပြန်လဲထူထောင်ရေးကဘာလို့အရေးကြီးသလဲဆိုတော့ကျွန်တော်ဒီမူဝေစေဝါဖြတ်တဲ့လူတော်တော်များများကကျွန်တော်တို့ဘယ်လိုမျိုးအလေးချင်းရှိသလဲဆိုတော့ဒီမူဝေစေဝါဖြတ်တဲ့အချိန်မှာကျွန်တော်ပထမ2ပတ်ကအဲ့ရထဲမှာပဲအိတ်နေခြင်းနဲ့အဲ့ရနိုးတော့ရှင်စားရင်လဲစားမယ်မစားရင်လဲငုံငငိုင်နဲ့ပြန်ပြီးတော့အိတ်နေရတယ်ဆိုတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ကြာလာတဲ့အခါမှာကျွန်တော်ငပြင်းကြီးနေဖြစ်သွားတယ်အဲ့လိုကိုယ့်ကိုဘယ်လိုပြောမလဲငပြင်းတယောက်လိုပြုံနေထိုင်ပြီးတော့အနားယူပြီးတော့ကျွန်တော်တို့ဒီမူဝေးစေဝါကိုဖျက်ရတာဖြစ်တဲ့အတွက်အဲ့ပြင်းတဲ့စိတ်တက်ကဘာဖြစ်လဲဆိုတော့အကျဉ်းတစ်ခုဖြစ်သွားတဲ့အခါမှာကျွန်တော်တို့နောက်ပိုင်းဒီလူကြားထဲပြန်ဝင်မယ်ပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအလုပ်တွေပြန်လုပ်မယ်ဆိုလို့ရှိရင်ဒီတော်တော်နဲ့ပြန်ဝင်ပြတော့ပဲနဲ့မိမိကိုယ်ကိုတိမ်ငယ်တဲ့စိတ်တွေဝင်ပြီးတော့စိတ်တက်တွေကြတဲ့ဒီစိတ်ကြယောဂတွေဖြစ်ပြီးတော့တိုင်ပတ်နေရတော့ကြာတတ်တယ်ဆိုတော့အဲအကြောင်းဒါကိုကုစားဖို့အတွက်ကကျွန်တော်ဒီမူဝေးစေဝါဖြတ်နေစဉ်ကာလမှာတော့ကျွန်တော်ဒီနားမဲ့အချိန်လေး2ပတ်3ပတ်ကိုနားပြီးပြန်ကျွန်တော်ချက်ချင်းတော့မိမိကိုယ်ကိုပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေပြန်စတာကျွန်တော်တို့ခုနပြောစိတ်တက်ကြခြင်းတွေကိုကြိုတင်ကာဝယ်ပြီးသားဖြစ်တယ်မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့တာတွေကိုပြန်လဲတိဆောက်ပြီးသားဖြစ်တယ်ဆိုတော့အဲအကြောင်းမို့ဒီမိမိကိုယ်ကိုပြန်လဲထူထောင်ရေးလို့ခေါ်ရင်တော့ကျွန်တော်ဒီကျမ်းမာရေးလိုက်စားတာတွေအားကစားလုပ်တာတွေနောက်ပြီးတော့ကိုယ်ဘာသာနာပါတခုခုကိုတည်ထောင်ပြီးတော့တစင်ချင်းတိုးတော်သွားအောင်လုပ်တာတွေကကျွန်တော်တို့ဒီလိုမျိုးစိတ်တက်ပိုင်းဆိုင်ရာပြန်လဲတီထောင်တဲ့ခါမှာအရန်ခွန်အားဖြစ်စေတယ်အရန်ကိုအထောက်အကူပြုစေပါတယ်ဆိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံသော2ရက်အချိန်ခါလေးဖြစ်ကြပါစေခင်ဗျာ